ကလားဆဲတော့အမေစုသားသမီးတွေကအကုန်တိတ်နေတာမြိတ်လေးဆန်းဖြစ်နေတာခေါ်တော့တွေကအမေစုသားသမီးဆိုရင်မညာအောင်တော့အဲ့ဒါအေယိုဂျီနဲ့ပေါင်းတော့အေယိုဂျီကိုရွှေနေတဲ့ပါဝယ်ပေးတော့မှအေယိုဂျီကိုကောင်းဆဲသွားတယ်ကိုမေကိုလိုးတွေခွေးတောင်းစားတွေခမင်းဆိုင်လိုမကြအဲ့လိုမမိုးညတော့ဗီဒီယိုတစ်ခုတွေ့တယ်အဲ့ဒီစောကော်ဒါဘောင်တို့အဖွဲပေါ်ငယ်ဆွဲတို့မမိုးကသူတို့ကိုပြောချင်တာကတော့မဲဆောက်မှနေပြီးတော့သူတို့ကမဲဆောက်မှတချင်သွားဆိုပြီးတော့စစ်ပေးဆောင်အတွက်အလူခံတာတဲ့လက်နဲ့ကင်ပြီးတော့စစ်မတိုက်လို့စစ်မတိုက်ပဲနဲ့ပြန်ပြီးတော့စစ်ပေးဆောင်အလူခံနေဆိုတာအဲ့ဒီလက်နဲ့ကိုမေစပါတယ်မှာပြန်ထိုးထွဲလိုက်ပေါ့အဲ့ဒီအောက်ကန်းစားကလစုပ်တွေခုပြောမယ်တရားဗီဒီယိုတစ်ဖွဲတွဲသူတို့ချပြပေးနေတယ်မြန်မာလူမျိုးတွေကခိုင်းရလုံးကလားကမိုက်ပိတ်ဆိုတဲ့ပိတ်ထားတဲ့အောက်ကန်းစားတွေမှာဒီမှာတယောက်မြန်မာစစ်တပ်ခိုင်းတဲ့ကလစုပ်တွေဟယ်လိုလုံးပဲမင်္ဂလာပါဗျာကိုတိုတိုဆောရဲ့ဗီဒီယိုဖိုင်လေးကိုအတူတူနားထောင်ကြည့်အောင်ဗျာနော် record လေးပိုင်းလုပ်တာနော်သူတို့က record လေးပဲသူကကင်ပေါအောင်နာမင်းတို့မဟုတ်ဘာလို့ပို့လဲခဏနေမျိုးခဏနေသူ့ကိုငါစကားပြောမှာโอเคငါကလားမှုရှိခဏလေးကိုဖွင့်ပေးတယ်ဖွင့်ပေးတယ်ဘယ်စင်းလိုက်ပြောမယ်ဘာလို့စကားလို့လားတော့မှာအခုပြောမယ်အဲ့ဒီအောက်ကန်းစားကလစုပ်တွေခုပြောမယ်တရားဗီဒီယိုတစ်ဖွဲတွဲသူတို့ချပြပေးနေတယ်မြန်မာလူမျိုးတွေကခိုင်းရလုံးကလားကမိုက်ပိတ်ဆိုတဲ့ပိတ်ထားတဲ့အောက်ကန်းစားတွေမှာဘေးကတော့ကလားကရမင်းဘုရားကြောက်နေတယ်မင်းဘုရားပါတော့ကိုယ်နဲ့တွေ့ပြင်ရှင်းတယ်မပြောတော့ဟိုတယောက်ဒီမှာတယောက်မြန်မာစစ်တပ်ခိုင်းတဲ့ကလစုပ်တွေမင်းဘုရားပါကိုယ်နဲ့တွေ့ပြင်ရှင်းတယ်ပြောရမင်းကတော့ဟိုပြတာဟဲ့မကောင်းမအရင်ချွေရအောင်လုပ်စမ်းဟဲ့တက်မကောင်းကြောင်ပြောအာယူထားသူများပါတော့ခုတော့အောက်ကန်းစားကလားတွေကခိုင်းလို့တဲ့အောက်ကန်းစားတို့ကလားကမိုက်ပိတ်ဆိုတဲ့ညပိတ်တဲ့အောက်ကန်းစားတို့မင်းအောက်တန်းမင်းတို့ကအမေခိုင်းရဲ့အလုံးမလုံးအဖေခိုင်းရဲ့အလုံးမလုံးအမောင်တွေကခေါ်တော့ကလားကဆဲစံကိုမျိုးကပြဆဲတဲ့ကောင်ကိုမျိုးကပြတတ်ခိုင်းတဲ့အောက်တန်းသားမျိုးတွေမင်းတို့ရဲ့ရုံမာမှုတွေကိုငါတို့မှတ်တမ်းနေမှာရှိနေတယ်မင်းကြောက်တာဟုတ်ပါမလို့မင်းကြောက်တာမင်းကိုပြန်ဖုန်းဆက်အဲ့ဆက်ကြီးလေးအဲ့ဆက်ကြီးနားတာပြောလို့ကြီးလေးပြောလို့ရတယ်အဲ့ဒါနဲ့ပြောမင်းကခဏပြောတော့ကွာအောက်တန်းသားကလားပြောပြပေးလိုက်ပြောငါလေးကို5မိနစ်စောင့်ငါကြီးပြောအခု5မိနစ်စောင့်ပြီဒီကူလဲရမှာမင်းကခဏပြောလို့မင်းစကားပြောတာတို့တွေဖြတ်ပြောရင်မင်းတားကပြောမင်းတားပြောပါမင်းကကလေးတော့သူများပါတာသူများပါတော့ချူလုံးလုံးဆက်မကောင်းကြောင်းပြောပြီးကမှပထမမကောင်းကြောင်းပြောစင်ကာပူနိုင်ငံမှာဆယ်နိုင်တဲ့ဒေသ6ရှိပြီဒီမှာဆယ်နိုင်တဲ့ဒေသ6ပြီဟိုကြီးနေမှာချင်းစကားပြောတယ်ပထမမကောင်းကြောင်းပြောအခုကြမှာတခါအတော်တွေပါထပ်ပေးခြင်းနေရမယ်စားမယ်အတော်တွေထပ်ပြီးသမီးတွေပါထပ်ပေးခြင်းနဲ့စစ်တပ်ဝေးတော့စားတော့စစ်တပ်မကောင်းကြောင်းပြောသူများပါတာခူတုံးလုပ်ပြီးကမှမင်းကလားခူတုံးလုပ်ပြီးကကလားအေအောင်ဆောင်ပြီးတော့ဟုတ်တယ်မလားတွဲမယ်နှခမ်းမွေးနေမင်းကမှရိတ်ပြလိုက်ကြမှာမင်းကောင်းပါစစ်တယ်ငါမျက်နှာပြပဲလားဘေးဝါလာတာကလုံးမကြည့်ရတာကလုံးမကြည့်ရလားအေးဝေးတော့ဒီအမောကအကိုကြီးလူတယောက်ရဲ့ပါစင်တွေကိုမပြောနဲ့ကျွန်တော်ကြောက်ရတယ်ခုစကားပြောကြတာဟုတ်အဲ့ဒါဟဲ့ဘာစင်မမဟုတ်ဘူးကျွန်တော်ခူတုံးလုပ်တာဟဲ့သူများပါတော့ခူတုံးလုပ်ပြောတော့ဘုရားဒီကောင်ကပါစင်နေပြောတော့ပါစင်နေပြောကျွန်တော်တို့ကငင်းခုန်နေလို့ဘာမှဖြစ်လာမှာမဟုတ်ဘူးဗျအဲ့တော့ကျွန်တော်တို့ငင်းခုန်နေတာမဟုတ်ဒီကောင်စဝင်နေရနေခုန်နေတာလေအမစစ်မှုထမ်းခေါ်နေမစစ်မှုထမ်းလို့ကွာဒီနားအေးပါဘုရားဘာမှမပြင်ဘူးမစစ်မှုထမ်းဘာလို့ပေါ်တာဆွဲဘယ်နာပြပြောတဲ့ဒီလေးအားရတယ်ကွာတော့အမကလားခိုင်းတာလို့လည်းကွာကလားကအသားပိတ်ဆိုပိတ်သွားတယ်ငါကြီးကပိတ်တာဩကလားချောက်ပြောမင်းချောက်ပြောမျက်နှာပြရောမြန်မာချင်းပြတ်တာကလားမင်းရကလားအမေရိကန်နိုင်ငံကမျက်နှာပြပြီးတော့ကလားကပြောနေပေါ်တာလေမြန်မာချင်းပြတ်တာကလည်းကလားစုပ်တွေဘယ်လောက်များလဲကွာငါကြီးမသိသွားတော့ပြီလားဟုတ်မင်းကဘာမင်းကဘာမျက်နှာပြလို့ရှိရင်မင်းဖင်ခံမလို့လားငါပြောရအောင်မင်းငါကလားမဟုတ်မင်းပါမင်းငါဘာလုပ်ရမလဲဖင်ချမှာငါမျက်နှာဖွင့်မိမယ်လေမင်းဖင်ခံမလားပြောငါမျက်နှာဖွင့်မိလို့ကလားမဟုတ်ဆိုမင်းဖင်ခံမလားအဲ့မှာအခု80ကျော်ရှိနေတယ်ဘာသာရောက်တဲ့ WhatsApp ရောက်တဲ့ချစ်ဝိုင်းကနေတော့3ရက်တွဲမှာဇီးကက်မယ်ဆိုတာ2ပတ်တွဲမှာဇီးကက်မယ်ဆိုတာလုံးမယ်ပါညာပြောတာဒီကောင်တွေတိတ်သွားတာတော်လိုင်းသမားတွေအကုန်တိတ်နေတာကလားဆဲတော့အမေစုသားသမီးတွေအကုန်တိတ်နေတာမြိတ်လေးဆန်းဖြစ်နေတာခေါ်တော့တွေကအမေစုသားသမီးဆိုရင်မညာအောင်တော့ဒီတက်တော့ထောက်ကနေတယ်ကျွန်တော်တို့လိုယောက်ျားကောင်းနေတာဒီကောင်တွေကမျက်နှာချင်းတိုင်းမှာပြောရတာအမေစုသားဆိုတဲ့ကောင်တွေကိုချင်းပြတ်တတ်တဲ့ကောင်ဆိုရင်ဒီကောင်တွေကရက်ဆက်ပြောတာသူတို့ရဲ့အမေပုံတွေသူတို့ရဲ့သမီးပုံတွေမှာထောင်းတာနောက်ပြီးတော့ကျွန်တော်တို့မလေးရှားဟိုမိန်းမကြီးတယောက်ရှိသေးတယ်မှတ်မိလားဟိုမွတ်စလင်မကြီးပဲလေမလေးရှားတော့သူစားမှာအေးပျောက်သွားတာလေ
အဲ့ဒါ AOG နဲ့ပေါင်းတော့ AOG ကိုရွှေနေတဲ့ပါဝယ်ပေးတော့မှ AOG ကိုကောင်းကောင်းဆဲသွားတယ်ကိုမေကိုလိုးတွေခွေးတောင်းစားတွေသမင်းဆိုင်လူလိုမကြအဲ့လိုဆဲပြီးတော့ကောင်းကောင်းဆဲသွားတယ်ဒီမှာတော့ဟိုနေ့ကအောင်ကျော်မိုးတို့နဲ့ပေါင်းတော့ထွက်သွားတယ် အော်သူထွက်လိုက်တာလားထွက်လိုက်တာလားသူက ထွက်သွားတာမှဟိုနေ့ဖြောက်ပါတာကနေဒါဘက်ရောက်သွားတယ်ပြောတယ်မှာပတ်သက်တော့ရပါတယ်သူချမ်းသာတော့ရပါတယ် အေး သူတိတ်တဲ့ချီတော့လူမောင်လောက်သွားတာဟုတ် ဩ သူယောက်ျားနာမည်စောသိန်းဝင်းဆိုတဲ့ကောင်လေသူကမန်လေးသူဆိုဘာပြောစောသိန်းဝင်းသူရဲ့အကောင့်ကအောင်နေပါလဲဆိုရင်ဟိုနေ့တခုသူပြောတာသူလောက်ထားတဲ့နှစ်ခုက MMRC မြန်မာ Muslim Refugee Community ရဲ့ MNWC မြန်မာ Migrant Worker Community ရဲ့သူနှစ်ဖွဲ့ပေါင်းတော့ပတ်စံရပါတော်တော်ရပါတာ AOG ကိုကောင်းကောင်းဆဲသွားတာနော်ကိုမေကိုလိုးတွေခွေးတောင်းစားတွေထမင်းစားပြီးလူလိုမကြည့်ဟာကြီးခွေးလိုကြိုက်တဲ့ဟာကြောင့် AOG ထဲမှာတော်တော်ထိနာပါ AOG လေးတော်တော်ထိနာပါကလားဆဲငိန်ခါရတာသူ့မတိုင်ခင်မှာဟိုခြာလေးကဆဲတာလေဟိုမှာအမေစုတရားဆွဲတာတဲ့ကလားတွေရဲ့တပည့်အဲ့ထဲမှာအဆွဲပြားလေးဟိုမှာနိုင်အန်ဝါဆွဲခြာလေးကနေတော့ AOG ဆိုတော့၄ဘက်ထောက်ပြီးတော့မှဘုဖလေပြုံရှာလေးရပြန်နိုင်ရောအခုသူတို့ကလားဖွဲ့ကတခြားကလားတွေနဲ့မတည့်တော့ဘူးသူကမြန်မာနိုင်ငံမှာပြန်တော့လေမြန်မာနိုင်ငံကလားတွေလည်းတေကျူးနဲ့တေမြန်မာနိုင်ငံမှာပြန်တော့သူကတော့ကြာကြီးပဲလို့တော့ပါအဲ့ကလားချင်းမတည့်တော့အာကြီးကျပြန်တက်တယ်ဩဒီကတော့ဒီကောင်လေးတေအိုလာပဲเนาะတော်တော်ဆိုးတာဒီကောင်လေးဘာဟိုလေးအမေသားတွေနေတာအမေသားတွေတာဟိုနောက်ထပ်ဟိုမောင်ဖြူစတဲ့ကောင်လည်းတေသွားပြီလေမောင်ဖြူစတဲ့မှာချီကောင်းတဲ့တူတဲ့ထိုင်းနိုင်ငံကိုလည်းပင်ဟိုစိတ်ဝက်သွေးနေလာပါစိတ်သွေးတယ်အမှလေးပြီးတော့မှစစ်တပ်ကလည်းလိပါတယ်ဆိုတော့ရုပ်ရှင်ရက်တဲ့ကောင်အဲ့တော့လည်းအမေစစ်တပ်ကဆက်တယ်ဆိုတော့ငိုပြတာလေမဟုတ်ဘူးဟိုဖြူပွေးရဟိုဘာချမ်းမှာလူမလေးခွေးမခန့်နဲ့အရက်တောင်းနေပါလေလဲပြောတော့အဲ့ကောင်မတွေဘာသာမှမထွက်တော့ဘူးစစ်တပ်ကိုဆဲထားတဲ့မိန်းမတွေအမှထိုင်းနိုင်ငံမိန်းမရုပ်တွေမိန်းမရုပ်မလေးသူတို့တွေကအခုဖာဖြစ်နေလေပြောတာပဲမိစုသမီးလေးတွေကတော်ဆိုးရเนาะဒီကောင်လေးเนาะဟိုတော့ဘောအတူလို့ဆိုတာ ကဲကိုစောကတော့ပြောကိုစောကတော့ဒီနေ့ကိုစောကတော့ပြောဦးလေးတွေကလည်းဆုံးပြီကိုကြီးကိုလည်းဆုံးပါဘူးအခုနောက်ထပ်ဆုံးမဲ့တော့ကတော့ဦးမြင့်မောင်ကြီး မောင်တော့ဘာလို့လဲတော့သူဒီတင်မောင်ကဒီတင်မောင်ရဲ့လူကအရင်တော့ကသူကတော်တော်တောက်တော့နေတယ်ဒီတင်မောင်ရဲ့လူကအရင်တော့ကမမိုးညတော့ဗီဒီယိုတစ်ခုတွေ့တယ်အဲ့ဒီစောကော်ဒါဘောင်တို့အဖွဲပေါ်ငဇွဲတို့သူတို့ကတချင်သွားဆိုတာပေါ့စားသုံးဆိုင်ဒီဇိုင်မှာပေါ့နော်မမိုးကစိတ်ထင်မြန်မာပြည်လားလို့ဒါပေမဲ့လူတယောက်လာပြီးရေးတယ်အဲ့ဒါမြန်မာပြည်မဟုတ်ဘူးလေမမိုးတဲ့မဲဆောက်မှာတဲ့မမိုးကသူတို့ကိုပြောချင်တာကတော့မဲဆောက်မှာနေပြီးတော့သူတို့ကမဲဆောက်မှာတချင်သွားဆိုပြီးတော့စစ်ပေးဆောင်အတွက်အလူခံတာတဲ့လက်နဲ့ကင်ပြီးတော့စစ်မတိုက်လို့စစ်မတိုက်ပဲနဲ့ပြန်ပြီးတော့စစ်ပေးဆောင်အလူခံနေဆိုတာအဲ့ဒီလက်နဲ့ကိုမေစပတ်တယ်မှာပြန်ထိုးထွဲလိုက်ပေါ့ဟုတ်တယ်ဟုတ်လက်နဲ့ကင်ပြီးတော့ကမ်ပိန်းကြီးကျဲအလူခံတဲ့ငွေကြီးကျဲတောင်းတယ်ဟုတ်လားကြီးကားတွေကြီးကျဲအလူခံတဲ့ဘာညာတလကအဆက်မပြပြီးတော့သူတို့ရဲ့ဗလဲကမ်ပိန်းအတွက်ဆိုရင်လည်းဘာပစ္စည်းရောင်းလာလဲအမျိုးမျိုးပဲနာယီလားဘာလားဟိုဗလဲဟိုဖနလာစီးပွားရေးတွေထုတ်လုပ်ပြီးတော့ဟိုဗလဲဖနတွေထုတ်ပြီးတော့ရောင်းတယ်နာယီတွေထုတ်ပြီးတော့ရောင်းတယ်နော်အဲ့ဒါကိုကင်ထားတဲ့လက်နဲ့ကစစ်မတိုင်လို့ရှိရင်ကိုမေဖင်ထဲမှာမပြန်ထိုးထဲလိုက်မေလို့တို့ကြားလားနော်လက်နဲ့ကင်ပြီးတော့စစ်ဘေးဆောင်အတွက်တချင်းဆိုပြီးတော့လိုက်ပြီးတော့လူခံနေဆိုတာအဲ့ဒါစစ်ဘေးအဲ့ဒါလက်နဲ့ကင်အလုပ်လား